အားလုံးမင်္ဂလာပါအားလုံးတာလီစွာပါဒီနေ့တော့ကျမနဲ့အတူပဲထမင်းချက်စားကြရအောင်ပါအရင်ဆုံးကလပဲကို3-4နာရီခန့်ရေစိမ်ထားပါမယ်ကြက်သားကိုလည်းဒိန်ရှင်နှစ်စွန်းစားစနွင်းထည့်ပြီးတော့မှနေပါမယ်ပြီးရင်နာရီဝက်ခန့်နှက်ထားပါမယ်မြုပ်တိလျှောက်အတောင့်လေးတွေကိုပြုတ်ထားပါမယ်ပြီးရင်ကြက်တန်နီကြက်တန်ဖြူစပလင်ကိုဘလန်ဒါနဲ့ကြိတ်ပါမယ်ခုနကထောင်းထားတာလေးတွေကိုစီတက်ပါမယ်ပြီးရင်တစ်ကြပိုးစမုတ်စပါလေးညင်းစီယာအဲ့ဒါလေးတွေကိုအနံ့လေးမှုအောင်နည်းနည်းစီထည့်ပါမယ်ကြက်သားလေးထည့်ပြီးတော့မဆလာလေးနည်းနည်းထည့်ပါမယ်ပြီးရင်နှက်အောင်နေပါမယ်ပူပတ်ဒီဘက်နည်းနည်းလောက်ပြန်ပေးပြီးတော့မှအပေါ့အငံလေးစားမိပါမယ်ကျမကတော့စားနည်းနည်းလိုစားလေးထည့်လိုက်ပါတယ်အသားတွေကိုအရသာဝင်အောင်လို့ကျမကဓာလေးနဲ့နည်းနည်းမှွပေးလိုက်ပါတယ်အနံ့လေးကတော်တော်မှုေးလာပါပြီအဖုံးလေးအုပ်ပြီးတော့မီးလေးနည်းနည်းလျှော့ပါမယ်ပဲထမင်းအတွက်ပြင်ဆင်ပါမယ်ကြက်တန်နီလေးကိုအရင်စီတက်ပြီးတော့စနွင်းလေးနည်းနည်းထည့်မယ်ပြီးရင်နနက်ပွင့်တပွင့်နဲ့ကရဝီရွက်တစ်ရွက်သုံးထားပါတယ်ပြီးရင်ရေစစ်ထားတဲ့ကလပဲကိုထည့်ပါမယ်ကလပဲကိုအများကြီးနူးအောင်မလုပ်ပါဘူးနည်းနည်းလေးကြက်ယုံလေးပဲတည်မှာဖြစ်ပါတယ်တဝက်တစ်ပြက်လေးနူးရင်ရပါပြီစေးထားတဲ့ဆန်တပူးနဲ့အခွဲကိုခုနကကြော်ထားတဲ့ပဲတဝက်လောက်ကိုထည့်ပြီးတော့စားနည်းနည်းထည့်ပြီးတော့တမအောင်နေပါမယ်ရေကိုလည်းပုံမှန်ထည့်နေကြအတိုင်းပဲထည့်ပါမယ်ထမင်းနပ်ပြီဆိုတာနဲ့စီ3စွန်းလောက်ထည့်ပါမယ်ပြီးတော့စပစ်တီးရဲ့တီဟိုစီရဲ့ထည့်ပြီးတော့နှက်အောင်နေပါမယ်အီပြအောင်တရက်တီးပုံးလေးကြိုထားပါတယ်တရက်တီးစီစဉ်လေးပါထည့်ထားပါတယ်သုံးဆောင်လို့ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်